ဒီစားဟုတ်လား ဆောင်းမဟုတ်ဖေဟိုကလေဆောင်းအသေးလေးလေ အဲ့သမီး ရှင် နေဘာဖြစ်နေရလဲ အဲ့ဘာဖြစ်နေလို့လဲဖေ ဟာနေပုံစံနဲ့နေပြန်ကြည့်ဦး ဘာမှဖြစ်ပါဘူးဖေဆောင်းသေးလေးသွားရွေးပါဖေလောက်ပါ ဩသမီး ရှင်ဖေ ဟာနိုင်လားဟာပိုဆိုးသွားပြီသမီး ရှင်ဖေ နေဘာဖြစ်နေရလဲ ဘာဖြစ်လို့လဲဖေဟိုဟာ ခုနကတော့တတခါနဲ့သပင်နေရလဲနောက်မှစီးကြတာအခုဖေဖေနဲ့နေဘလို့ဖြစ်နေတာလဲဟာ ဟိုဟာလေးဖေဟိုဟာကြက်အထက်မှာကြွဝင်နေလို့တမိမောင်းထောင်နေရဖေ အဝိပုံထဲမှာကြောက်ဝင်နေတာ ဟုတ် ကိုလိုဆုံးရှုံးမှုများတယ်ရှာပါမယ် ဘာဘူးဖေ ဟာကျွဲ့ ကျွန်တော်ကြွတဲ့ကောင်ပါ ဟာကြီးလာပြီလားကွာ ရှင်းစော်တာလို့ ဟဲ့ရဲဝဲ ခင်ဗျာ မင်းငါ့ကိုဘာလျှောက်ပြောနေရလဲမင်းငါသမီးကိုဘာလုပ်လိုက်သေးလဲ ကျွန်တော်ပါတော့ပုတ်လိုက်တယ် ပို့ဆိုးသွားပြီ